အဲ့ဒီအစာမစားတာနဲ့ screen time ဖြတ်လို့မရတာနဲ့ရောသွားလို့ရှိရင်အဲ့ဒါအရန်ဆိုးတာနော်အဲ့ဒါမိဘတွေအရန်ကိုစိတ်ပင်ပန်းရတဲ့ပြဿနာပဲအားလုံးပဲမင်္ဂလာပါရှင် IK Share ရရနာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မအခုပြောမယ့်အကြောင်းအရာလေးကတော့ခလေးငယ်တွေအစာစားရင်းနဲ့ဘယ်လိုပြောမလဲ screen time ကြည့်တဲ့ဟာပေါ့နော်အလွယ်ပြောမယ်ဆိုရင်တော့ကွယ်မိဘတွေကဖုန်းပဲဖြစ်ဖြစ် tablet ပဲဖြစ်ဖြစ် TV ပဲဖြစ်ဖြစ်ပြပြီးတော့ထမင်းကျွေးတာမနက်စာဖြစ်မယ်နေ့လယ်စာဖြစ်မယ်ညစာဖြစ်မယ်အဲ့လိုမျိုးပေါ့နော်အစားအသောက်ကျွေးတာအဲ့ဒီပြဿနာကိုကျမတို့ဘယ်လိုဖြေရှင်းကြမလဲအဲ့တော့တချို့မိဘတွေကကြတော့လဲစားပြီးတာပဲဆိုပြီးတော့သူတို့ကမိဘမှရင်မဟုတ်ဘူးနော်မိဘအုပ်ထိန်ဘယ်သူမှဆိုဖြစ်နိုင်တယ်စားရင်ပြီးတာပဲဆိုပြီးတော့no screen time တွေပါရလဲသူတို့မစင်စားဘူးပြီးတဲ့အခါကျတော့အသက်အရွယ်လည်းမကြည့်ဘူးပေါ့နော်။တစ်နှစ်လည်းဖြစ်ရင်ဖြစ်မယ်တစ်နှစ်အောက်လည်းဖြစ်ရင်ဖြစ်မယ်။ကျမလေးတွေ့ဘူးတဲ့။ခလေး9လ6လဖြစ်ရစာကျွေးတယ်6လလောက်ကစားပြီးတော့ go screen time နဲ့ကျွေးပါတယ်ဆိုတဲ့မိဘတွေလည်းကျမတွေ့ဘူးတယ်ပေါ့နော်။ဒါပေမဲ့တချို့မိဘတွေကကြတော့သူကမသိလို့လုပ်တဲ့မိဘတွေရှိတယ်။တချို့ကြတော့လည်းသိတယ်။ဒါပေမဲ့အရေးမကြီးတော့ဘူးလို့ထင်လို့လုပ်တဲ့မိဘတွေရှိတယ်။တချို့မိဘတွေကြတော့သူတို့ကဘာလဲဆိုတော့သိလဲသိတယ်ဆိုးချိုးတွေရှိမှန်းလဲသိတယ်ပြောချင်တာကွာမပြရဘူးဆိုတာလဲသိတယ်ဆိုးချိုးရှိမှန်းလဲသိတယ်ဒါပေမဲ့ပြမိလိုက်တဲ့အချိန်မှာပြန်ဖြတ်ချင်တယ်ဒါပေမဲ့ဘလို့ဖြတ်ရမှန်းမသိတယ်ဆိုလဲမိဘတွေလေအစားတဲ့အချိန်မှာ screen time ပြမိလို့ဒီ screen time ကိုဖြတ်ချင်တယ်ဟုတ်ပြီမိဘတွေကလေ screen time ကိုသူကဖြတ်ပြီးဆိုရင်ချက်ချင်းဖြတ်စေချင်ကြတာချက်ချင်းပြတ်စေချင်တာပြဿနာကတော့အဲ့ဒါပဲသူတို့နှစ်ရှည်လာပေါင်းများစွာပေါ့နော်ရက်ပေါင်းများစွာလာပေါင်းများစွာဒါကြီးကိုခလေးကိုအကျင့်လောက်ထားပြီးတဲ့အခါကျတော့မှချက်ချင်းကြီးယတိပြက်ကြီးဝုန်းဆိုပြီးတော့ခလေးကိုဖြတ်လိုက်ကြစေဖြတ်လိုက်စေခြင်းကြတယ်ပေါ့နော်ဖြတ်လို့ရခြင်းကြတယ်ကိုယ့်အကိုပဲစဉ်းစားကြည့်လေ social media သုံးတယ်ပဲစဉ်းစားကြည့်ညာတိုင်း Facebook လေးပုတ်ပြီးတော့အိတ်တယ်လို့ပဲစဉ်းစားကြည့်ချက်ချင်းကြီးရက်ဖို့ဆိုတော့ကျမတို့လိုမျိုးလုံးဝ grown up ပေါ့နော်တကယ်ကိုလူကြီးတွေတောင်မှပဲဒီလိုတစ်ခုခုကိုဆွဲလန်းနေတဲ့ဟာဒီ screen ဆွဲလန်းနေတဲ့ဟာဖြတ်ဖို့ခဲနေတယ်ခလေးဆိုရင်ပိုးဆူတာပေါ့သူတို့ကအုံနောက်နုနုလေးသူတို့အုံနောက်ကိုအဲ့လိုဒုက္ခပေးလို့ကျမတို့က2နှစ်အထိကို no screen time ကိုပြောတာအဲ့တော့ဖြတ်ပြီးဆိုရင်ကျမတို့ကအဓိကတော့အခုပြောမယ့်အကြောင်းအရာကတော့ screen time လုံးလုံးဖြတ်တာထက်ကိုအစားရင်းနဲ့ screen time ပေးတဲ့ကလေးတွေမှာscreen time ဖြတ်ပြီးတော့အစားပြန်စားလာအောင်လုပ်တဲ့နည်းပေါ့နော်အဲ့တော့တိကနေဖြတ်လို့မရပါဘူးကျမတို့ဒီ screen ဖြတ်တာကတစ်ပတ်ကနေ3ပတ်အထိကြာတယ်အကြာဆုံး1လအထိတောင်ကြာတယ်အဲ့ဒါကလေ screen ဖြတ်တယ်ဆိုတာ screen ဖြတ်ပြီးထမင်းပြန်စားတဲ့အချိန်ကိုပြောတာမဟုတ်ဘူးเนาะခလေးကိုတဖြည်းဖြည်း screen ကို short ပြီးတော့ဖြတ်ရတာတော့ထမင်းစားတယ်ဒီနေ့ပုံမှန်အတိုင်းပဲသူ့ကို screen ပြထားရမှာနောက်နေ့ကစပြီး screen တိုင်းဖြတ်မယ်စဉ်းစားရဆိုအဲ့စားဖြတ်တဲ့နေ့မှာပဲတဖြည်းဖြည်းချင်းခလေးကိုကျမတို့ကလေအချိန် short ရတယ်ဥပမာ screen လေးပြပြီးတော့ကျွေးတယ်ဆိုရင်တော့မှပဲကျမတို့ဒီဆက်ချင်း5မိနစ်ပေါ့နော်5မိနစ်လောက်ပဲပြပြီးတော့ပြီးရင်အဲ့အချိန်မှာဖြတ်လိုက်တာမျိုးနောက်ပြီးရင်တရက်ပြီးတရက်တဖြည်းဖြည်းကျမတို့ကအချိန်လျှော့တယ်ပြီးတဲ့အခါကျတော့ချိန်ဆိုဒီduration ပေါ့နော်ကျမခုနကပြောသလိုပဲထမင်းစားတာစားတဲ့အချိန်ကနေပြီးတော့5မိနစ်နောက်ရက်ကြလို့ရှိရင်3မိနစ်နောက်ရက်ကြရင်2မိနစ်နောက်ရက်ကြလို့ရှိရင်လုံးဝမပြရတဲ့ဟာမျိုးဒါမျိုးကလေးကလက်ခံလာရလားပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ကျမတို့ဒီဖြည်းဖြည်းချင်းဒီသူဆွဲလန်းနေတဲ့အကြောင်းအရာကိုကျမတို့ပြောင်းမယ်ဆိုတာထားလိုက်ပါတော့ तू ကသဘောကိုပြောရအောင် तू ကကိုကိုမလွန်ကြိုက်တယ်ဆိုရင်ကျမတို့ကကိုကိုမလွန်ကိုဖြတ်ပြီးတော့ကျမတို့ကတခြားဒီ stimulation နဲ့တဲ့gas how much I love you လို့ဟာမျိုးတို့ဂျာလေးတွေကကျမအရင်တော့လည်းပြောဖို့ပါတယ်အဲ့လိုမျိုး stimulation နဲ့တဲ့ video လေးတွေပြောင်းပြီးတော့ဖြည်းဖြည်းချင်းဒီလို video တွေပြောင်းလို့ရတယ်ပြီးတော့အချိန်တွေ short လို့ရတယ်ဒါမျိုးလေးနဲ့ပြောင်းရင်နဲ့နောက်ဆုံးမှလုံးဝဖြတ်တဲ့ဟာမျိုးပေါ့နော်ချက်ချင်းကြီးခလေးကိုရက်လိုက်တယ်ဆိုလို့ရှိရင်ကျမတို့ကဒီသူ့ရဲ့ဒီအစားတဲ့မစားတော့ဘူးဆိုတဲ့ဟာလေဒါဖြစ်မှာပဲကွာသိလားအဲ့တော့နောက်တစ်ချက်ကကျတော့ကျမတို့ကစားလျော့သွားတဲ့ဟာ screen time ဖြတ်လိုက်တဲ့အချိန်မှာမစားတော့တဲ့ဟာအစားတောက်လျော့သွားတဲ့ဟာကလေးကချီကြတဲ့ဟာအဲ့ဒါတွေကိုမကြောက်ပါနဲ့ဖြစ်မှာပါပဲအဲ့တော့ကျမတို့ကဘာလုပ်ရမလဲကလေးကြိုက်တဲ့အစားတောက်တွေဒါပေမဲ့မုံနေမဟုတ်ရပါဘူးတေးရစားတွေမဟုတ်ရပါဘူးအချိုတွေအရသာပြင်းလုံးနဲ့အစားတောက်တွေအဲ့ဒါတွေမဟုတ်ရပါဘူးဒီထမင်းဟင်းကိုပဲသူအရင်ထက်ပိုကြိုက်တဲ့ပေါ့နော်ပုံမှန်သူစားနေကြတဲ့မှာသူကြိုက်တဲ့အစားအသောက်လေးတွေဥမာအာလူးချောင်းကြော်လားတဘော homemade အာလူးချောင်းကြော်လားမဟုတ်လို့ရှိရင် तू က
ဘလိုဟာလေးကြိုက်တယ်လဲပေါ့နော်သူကြိုက်တတ်တဲ့ဟာလေးမှာထမင်းမကြိုက်ဘူးသူကခောက်ဆွဲကြိုက်တာလားအဲ့လိုသူကြိုက်တဲ့ဟာလေးတွေကိုအဲ့လို screen စဖြတ်တဲ့ period အချိန်လေးမှာရွေးပြီးတော့ကြွေးပေးပါပြီးတဲ့အခါကျတော့မိသားစုစုံစုံလင်းလင်းစားတောက်တဲ့အလေးချင်းကိုလုပ်ပါအဲ့လိုပဲသူ့ရှိမှမိဘတွေကလည်း screen ကြည့်ရင်းနဲ့ထမင်းစားတာတို့ပြီးတဲ့ခါကျတော့ screen သူ့ရှိမှအလွန်ကျွံသုံးတာတို့အဲ့ဒါတွေကိုမလုပ်ရပါဘူးရှောင်ထားပေးရပါမယ်ပြီးတဲ့ခါကျတော့တခါလေးကသူ့တိုင်းမစားဘူးဆိုရင်ကျမတို့မိသားစုထမင်းဝိုင်းမှာခေါ်ပြီးတော့ခွန့်ကြွေးလိုက်ရတယ်သူစားတတ်အောင်စားခိုင်းလိုက်ရတယ်ဒါမျိုးလေးလုပ်ပေးပေါ့နော်ပြီးတော့သူ့ရဲ့အစားအသောက်ကိုအယောင်ဆုံးလေးတွေဖြစ်အောင်ကွာလှတာပတာလေးတွေပြင်ဆင်ပြီးတော့သူ့အတွက်ဆွဲဆောင်မှုရှိအောင်ပေါ့နော်အဲ့ဒါလေးတွေလုပ်ပေးပါပြီးတော့အဓိကအရေးကြီးတာတော့ကျမတို့ screen နေရာမှာတခြားဟာတွေနဲ့အစားထိုးပြီးတော့မဖြတ်ပါနဲ့အယုတ်တွေစာအုပ်တွေပြီးရဲ့ခါကျတော့တခြားတော့သူစိတ်ဝင်စားနိုင်တဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါတွေကိုပေးပြီးတော့ screen ကိုဖြတ်တဲ့ဟာမျိုးတွေမလုပ်ပါနဲ့အဲ့ဒါကြတော့ effective မဖြစ်ဘူးကျမတို့ရဲ့အဓိကရည်ရွယ်ချက်ဒီကလေးကိုစားတော့စားတဲ့အချိန်မှာအစားစားစီကျင်တာဒီအစားကိုစိတ်ဝင်စားစေချင်တာလည်းဖြစ်တဲ့အတွက်ကြောင့်မို့အဲ့လိုတခြားအစားထိုးနဲ့မဖြတ်နဲ့တော့ပေါ့နော်ပြီးတော့နောက်တစ်ခုအရေးကြီးဆုံးကဖြတ်ပြီးတဲ့အချိန်မှာပြန်ပြတဲ့ဟာမျိုးမလုပ်ပါနဲ့သူဘလို့တောင်းညံသူဘလို့အစားအတော့မစားတကယ်ဆုံးပြောရနော်သူလုံးဝမစားဘူးဆိုလို့ရှိရင်တော့မှကျမတို့ကအဲ့ဒါကိုတောင်းခံပြီးသိခံနိုင်ရမယ်ဘလို့မစားပြီးတော့သူဘလို့ပဲတောင်းဆိုကျမတို့ဒီထမင်းစားတဲ့အချိန်ဒီဖြတ်ပြီးတာနဲ့နောက်ရက်တွေမှာ screen ကိုလုံးဝပြန်မပြပါနဲ့တကယ်လို့ပြလိုက်မိရင်အဲ့ဒါကလုံးဝတောက်လျှောက်ကိုပိုဆိုးသွားစေနိုင်ပါတယ်ဆိုတော့ဒီအချက်လေးတွေကိုကျမမျှဝေပေးတာပါဗီဒီယိုရှင်မှာဆိုလို့ကျမဒီမှာပဲရက်လိုက်ပါမယ်အသုံးဝင်မယ်လို့လည်းမျှော်လင့်ပါတယ်တခြားသိချင်တာရှင်လည်း comment မှာမေးခဲ့ပါတခြားဒီဗီဒီယိုနဲ့အကြောင်းအရာလေးကိုလိုအပ်မယ်ထင်တဲ့လူတွေစီကိုလည်းပြန်ပြီးတော့မျှဝေခဲ့ပြီเนาะ